မင်္ဂလာပါခင်ဗျာကျွန်တော်တူတာပါဒါကတော့ soccer ရဲ့ YouTube ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်နင်းညသုံးသပ်ပြီးခဲ့တဲ့ပွဲတွေကတော့နှစ်ပွဲမှန်နှစ်ပွဲမှားနဲ့အကြီးတော့ဖြစ်သွားရဆိုမဲ့ကျွန်တော်ရဲ့ဒီတပွဲကောင်းပေးခဲ့တဲ့ Atlanta လေးကတော့ကြော်ခဲ့ပါတယ်ဆိုတော့အဲ့အတွက်လဲ sorry ပါကျွန်တော်ဒီညတခြားပြန်ပြီးတော့ရွှေ့ပြပါမယ်ကျွန်တော်ဒီညမှာတော့၃ပွဲလောက်ထိကိုရွှေ့ရှောင်အောင်ဖြစ်ပါတယ်ဒီညလည်းကျွန်တော်မနေရလို့ပဲဗီဒီယိုဖိုင်ကိုနှစ်ပုတ်ခွဲပြီးတော့သုံးသပ်ပြပါမယ်ဒါအပြင်ကျွန်တော်စိတ်ဝင်စားတဲ့ Premier League ပွဲလည်းကျွန်တော်ထည့်ပြီးတော့ရွှေ့ချက်ပြပါမယ်ဆိုတော့စလိုက်အောင်ကာရာဘက်နဲ့နျူကာဆယ်ပွဲပေါ့နော်ကာရာဘက်အိမ်ကွင်းမှာနျူကာဆယ်ကနေပြီးတော့အဝေးကွင်းကနေလည်းပဲ sorry 1ရှုံး65ထိပေးထားတယ်ဂိုးပေါင်းစီ3လုံးတည်နဲ့ပြန်ပြီးတော့ကာထားတယ်ဆိုတော့ကာရာဘက်ကလည်းဒီဟာဒီမှာထိုးသားတွေဒီပရိသတ်တွေကြားထဲမှာတော်တော်လေးနာမည်ရတဲ့အသင်းဖြစ်လာတယ်ဘာလို့လဲဆိုတော့သူတို့အနေနဲ့ Chelsea ကိုအိမ်ကွင်းမှာ2-2နဲ့တေးခံနိုင်ခဲ့တယ်ဘန်ဖီကာလိုအသင်းမျိုးတော့အဝေးကွင်းကနေ2-0ရှုံးကနေ3-2နဲ့ပြန်ပြီးတော့ကမ်ဘတ်နိုင်ခဲ့တယ်ဒါ့အပြင်သူတို့ကိုပင်ဟီဂင်ကိုလည်းအိမ်ကွင်းမှာနိုင်ရခဲ့ဆိုတော့ကာရာဘက်ကတော့မစိုးလာတဲ့အထက်မှာတော့ပါတယ်ဒါပေမဲ့ကာရာဘက်ကဒီခါလေးထပ်ပေါက်ချင်တော့ကြတော့ Ajax လို့တော်တော်လေးခြေချနေတဲ့အသင်းကိုကြတော့အိမ်ကွင်းမှာ4-2နဲ့ရှုံးလိုက်ပြန်အောင်ဒါပေမဲ့သူတို့ Frankfurt လို့အသင်းမျိုးကိုကြတော့3-2နဲ့ပြန်ပြီးတော့နိုင်မြောင်ဆိုတော့ကာရာဘက်ကခြေစွမ်းကကောင်းတစ်ချက်မကောင်းတစ်ချက်ဆိုတာထက်အိမ်ဝင်လဲကောင်းချင်ကောင်းတယ်အဝေးဝင်လဲကောင်းချင်ကောင်းတယ်နည်းနည်းလေးသူတို့ဘယ်ပွဲထကောင်းမလဲဆိုတော့နည်းနည်းမှန်းစားခက်တဲ့အနေအထားမျိုးမှာတော့ရှိပါတယ်ဆိုတော့လက်ရှိမှာနျူကာဆယ်ကတော့1ရှုံး65ပြားဒီဒါရေရေတင်းတင်းဖွင့်လာတယ်လို့ဆိုရမှာဗျချယ်ဆီနဲ့ဒီနျူကာဆယ်ကတော့ချန်ပီယံလိစီးတဲ့ဆိုရင်တော့90လောက်တော့ကွာပါတယ်ချယ်ဆီတုန်းကတော့တလုံးအပြည့်ရှုံးတော့ပြီးခဲ့ဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ရမှာတကူကအဲ့တုန်းကကျတော့ဒါအမှတ်ပြီးဆရာအဆင့်နဲ့ဒါရှုံးတော့အဆင့်ဆိုတော့နည်းနည်းလေးတော့ဈေးတန်းကပြောရခက်တယ်မနင်းညတုန်းကတော့ PSG အဝေးဝင်ကနေ1ရှုံး50လောက်ပေးပြီးတော့2-3နဲ့ပဲဒါပွဲပြီးခဲ့ဆိုတော့မင်းညကတော့ဒီကြီးမှာမောင်းခဲ့ဆိုတော့ဒီညတော့နျူကာဆယ်ဒီကြီးမှာနိုင်တော့နိုင်သွားတော့တယ်လို့ကျွန်တော်ထင်တယ်ပြား90တော့ရင်းကောင်းရင်းရနိုင်တယ်နျူကာဆယ်ကတော့ကျွန်တော်အနိုင်သေးကြရလို့ပဲယူဆပါတယ်ဆိုတော့ကျွန်တော်ဒီဘွဲကိုတော့နျူကာဆယ်ကိုမြန်မာကြီးနဲ့တော့အရင်မကြောက်ဆိုမဲ့နျူကာဆယ်အဲ့လိုမျိုးဒါ W2 လို့ပါတော့ကျွန်တော်သဘောကျပါတယ်ဒါပြင်ဂိုးလဲပေါ်ကောင်းပေါ်သွားနိုင်တယ်ဘာလို့လဲဆိုတော့ Chelsea နဲ့တော့ကလည်းဒါ2-2လောက်ထိရောက်ခဲ့တာဆိုတော့ဒီပွဲလဲနျူကာဆယ်ကိုပေါ်နိုင်ရရှိရလို့ကျွန်တော်ယူဆတယ်ဒါကိုမှ line နဲ့ကိုကြည့်မယ်ဆိုရင်လည်းဗျာ line နဲ့မှာနျူကာဆယ်အနေနဲ့သူတို့တိုက်စစ်ကအန်တိုနီဂေါ်ဒွန်ဟာဗီဗန်ပါမယ်အီလန်ကပါမယ်ဒါမှမကွင်းလင်ကတိုနာလီဂျက်ကော့ရက်စီဝီလော့ဒီကစားသမားတွေပွဲထွက်လာမယ်ဒါပေမဲ့သူတို့အနေနဲ့ဂျိုလင်တန်ဒဏ်ရာရနေတယ်ဒါ့အပြင်မှာဘရန်ဖိုးကခေါ်ထားတဲ့ယွန်နယ်ဝုစာလည်းဒဏ်ရာရနေတယ်လို့သိရတယ်ပြီးတော့ဂူမာရီစ်မပါဘူးလီဗာမန်ဒိုမပါနိုင်ဘူးဆိုတော့နျူကာဆယ်သူတို့ဒန်ကစားသမားတွေ၄ယောက်လောက်ထိရှိနေတဲ့တိုင်အောင်တစ်လုံးကို60ရှုံးလောက်ထိဒါရဲရဲတင်းတင်းပထမဆုံးပွဲမှာဈေးကောင်းထွက်ပြနေရတော့နျူကာဆယ်အနည်းဆုံးတကူလောက်တော့အနိုင်ပေးကြတယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒီပွဲတော့တစ်ထဲတော့မထည့်ပါဘူးဒါပေမဲ့နျူကာဆယ်ပေါ်လီတော့ပါလေးကြိုက်ပါတယ်ဗျဒါကတော့အင်တာမီလန်နဲ့ဘိုဒိုကလင်ပွဲပါဘိုဒိုကလင်ကတော့မနစ်တုန်းကယူရိုပါလိကြီးရဲ့သူတွေဆိုရင်တော့ဒီအသင်းနဲ့တိတ်ပြီးတော့စိမ့်မယ်မထင်ပါဘူးမနစ်တုန်းကလည်းယူရိုပါလိမှာသူတို့တော်တော်လေးကောင်းပြခဲ့တဲ့အထက်မှာပါပါတယ်ဆိုတော့ဘိုဒိုကလင်ကလည်းဒီနှစ်မှာလည်းတော်တော်လေးကောင်းတာကိုတွေ့ရတယ်မန်စီးတီးလိုအသင်းမျိုးကို3-1နဲ့နိုင်ကစားတယ်အက်တလက်တီကိုကွင်းမှာတော့မှ1-2နဲ့နိုင်တယ်ဒါမှဒေါမန်ကိုလည်းဒေါမန်အိမ်မှာ2-2နဲ့တရေတမတ်ခွဲယူခဲ့ပြီးတော့ဒီ play-off ကိုရောက်ရှိလာတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ဘိုဒိုကလင်ဒီချန်ပီယံလိအစနဲ့အလယ်မှာတော့နင်းငယ်လေးနည်းနည်းရုံးကန်ခဲ့ရတယ်ဆိုပေမဲ့သူတို့မော်နာကိုရှုံးတယ်ဂျူဗင်နက်ကိုရှုံးတယ်ဆိုပေမဲ့သူတို့တကယ်အမှတ်လို့တဲ့ချိန်မှာတော့ပြန်ပြီးတော့အမှတ်ရှာနိုင်ခဲ့တယ်ဒါအောင်မှဘိုဒိုကလင်းကသူတို့အိမ်ကမှာတော့နေဟန်ကိုလည်းတည်ခံပြီးတော့ကစားထားနေဆိုတော့ဘိုဒိုကလင်းရဲ့ရလက်လေးတွေကအိမ်ဝင်လည်းကောင်းတယ်အဝေးဝင်လည်းမဆိုးဘူးလို့ပြောလို့ရတယ်အင်တာမီလန်ကိုကြည့်မယ်ဆိုရင်လည်းအင်တာမီလန်အနေနဲ့ကလက်ရှိအနေထားမှာသူတို့6ပွဲစတိုင်းအနိုင်ရထားတယ်ရလက်ကောင်းတွေကိုသူတို့ဒါအရင်တော့လိုပဲပြန်ပြီးတော့ပုံဖော်ထားနိုင်စေပါအင်တာမီလန်ကလည်းပြီးခဲ့တဲ့ပွဲမှာဆိုရင်လည်းသူတို့ဂျူဗင်တက်ကိုလည်း3-2နဲ့နိုင်ခဲ့ဆိုတော့အင်တာမီလန်ကအသင်းကြီးတွေကိုလည်းသူတို့ဒါရှင်ကစားနိုင်တာကိုတွေ့ရတယ်ဒါပေမဲ့သူတို့အာဆနယ်ကိုတော့အိမ်ကွင်းမှာရှုံးခဲ့တယ်ပေါ့လေဒီပွဲကတော့ထားပါတော့အင်တာမီလန်ကတော့ချန်ပီယံလိမှာဆိုရင်အိမ်ဝင်နေနည်းနည်းလေးတိုင်ပတ်တာကိုတော့တွေ့ရတယ်ဒါပေမဲ့လည်းသူတို့အဝေးကွင်းကြတယ်တော့သူတို့ကဈေးပြော့တဲ့ formula လိုမျိုးတော့ဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ Ajax လိုမျိုးတော်တော်လေးခြေကျနေတဲ့အသင်းတိတ်ပြီးတော့အရင်ကလိုပုံစံကောင်းမရှိတော့တဲ့အသင်းဝင်တော့မှသူတို့1ပေါင်း90ပဲပေးခဲ့ပြီးတော့ C2 နဲ့နိုင်ရခဲ့တယ်ဒါအောင်မှထပ်ကြည့်မယ်ဆိုရင် Union Saint Galois လိုအသင်းမျိုးတော့မှသူတို့1ပေါင်း80လောက်ပဲထပ်ပေးပြီးတော့ Z4 နဲ့ထပ်ပြီးတော့နိုင်တယ်ဆိုတော့ဒီအင်တာမီလန်ကအဝေးကွင်းမှာဆိုရင်ကြီးနေတဲ့အလေးထားမျိုးကိုကျွန်တော်တွေ့ရတယ်ဒါအောင်မှအက်တလက်တီကိုမက်ဒရစ်က level 50ရှုံးပေးပြီးတော့2-1နဲ့နိုင်သွားခဲ့ဆိုတော့အင်တာမီလန်ကအဝေးကွင်းမှာဆိုရင်ကြီးပြင်းလေးပြင်ထားမရှိဘူးဒါကတော့လက်ရှိအင်တာမီလန်ရဲ့သူတို့ဒါဈေးကွက်
တွင်ပြင်ပေါ့နော်ဒါတော့သူတို့ဒီကွက်တွင်မျိုးကြီးပြီးသွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့ Inter Milan ဒီဈေး1ပေါင်း45ပြားပေါင်းလောက်ပေးတာနည်းနည်းလေးလက်ခံလို့တော့ရရတယ်မှာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘိုဒိုကလင်းတို့ဘာတို့ကသူတို့အိမ်ဝင်းကြီးပဲလဲရုံးမယ်တော့မဟုတ်ဘူး။ဘိုဒိုကလင်းကသူတို့အဝေးကွင်းနဲ့ကောင်းတာဆိုတော့ Inter Milan ဒီအဝေးကွင်းမှာနိုင်ပြီးတော့အိမ်ကွင်းရောက်မှပေးကြတာမျိုးဘာမျိုးလဲဖြစ်သွားနိုင်ပါတယ်။ Inter Milan line နဲ့တော့ကျွန်တော်တစ်ချက်စောင့်ကြည့်စေချင်တယ်။ဘာလို့ဆိုကျွန်တော်ဗီဒီယိုနည်းနည်းစောစောရိုက်တာဆိုတော့ line နဲ့ကအနီးကထွက်လာရင်လည်းနည်းနည်းမတူမှဆိုလို့ပါဆိုတော့ Inter Milan တော့သူတို့ဒီမှာတိုက်စစ်ဒီနေ့ကတော့ဒုတိယတစ်စုံနဲ့ထွက်လာလို့ပြောလို့ရတယ်ဘိုနီနဲ့မားကတ်တူတယ်ဆိုတော့အရန်ကြီးတော့ကြိုက်တဲ့ထဲမှာပါဘူးကျွန်တော်အင်တာကိုတော့ကွင်းလန်တန်းနေရတော့မဆိုးဘူးဇလင်းစကီတို့မီကီတာရီယန်တို့ဒီမာကိုတို့ဒီဆူစစ်တို့ဟန်ရစ်တို့ဒီကစားသမားတွေကတော့ဒါသူတို့အစုဖွဲ့နဲ့သူတို့ကောင်းတယ်လို့ပြောလို့ရတယ်နောက်တန်းမှာဆိုရင်ဒီအရှာဘီပြီးရင်အကန်ဂျီဘစ်ဆက်ဂိုးသမားရန်ဆိုမှာဆိုတော့သူတို့ရဲ့အင်တာမီလန် line ကအရန်ကြီးတော့ကျွန်တော်တိုက်စစ်ကတော့ကြိုက်နေတာမျိုးတော့မဟုတ်ပေမဲ့ဝင်းလန်တန်းလေးကတော့မဆိုးဘူးနည်းနည်းလေးရှင်နိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဒါပေမဲ့နည်းနည်းတော့အင်တာမီလန်သူတို့အနေနဲ့တက်ကြီးကစားသမားတွေနည်းနည်းများတယ်ဒါလည်းတစ်ချက်သတိထားရမယ်ဒီနေ့ပွဲမှာ Dan Fry မပါနိုင်ဘူးကယ်နိုဂလူးမပါနိုင်ဘူးဆိုတော့အင်တာမီလန်နီးနဲ့လက်ရှိဒီ1ပေါင်း45စီးရ fair တော့ဖြစ်တယ်ကျွန်တော်တော့အရန်ကြီးနှစ်သင်းလုံးကိုတော့ကြိုက်တဲ့အနေအထားမျိုးမှာတော့မရှိဘူးပေါ့နော်ဘာလို့ဆိုဘိုရိုကလင်းကလည်းကျွန်တော်တို့အိမ်ဝင်းခြေစွမ်းအရာတော့ကောင်းတယ်အင်တာမီလန်ကလည်းသူတို့အဝေးဝင်းဆိုရင်တော့ဈေးနဲ့အပြော့နဲ့တွေ့တတ်တာဆိုတော့ကျွန်တော်တို့ဒီပွဲနည်းထိန်းစော်ဝိုင်းဂိုးအောက်များသွားမလားလို့တော့နည်းနည်းတွေးမိတယ်ဒါပေမဲ့ကျွန်တော်ဒီပွဲကိုရွေးချက်မှုတွေမှာတော့မပါပါဘူးဒါဆိုရင်ကျွန်တော်နောက်တစ်ပွဲထပ်ပြီးတော့သုံးသပ်ပြပါမယ်နောက်ပွဲကတော့ကျွန်တော်ရွေးချက်ထားတဲ့ပွဲပါဒီပွဲကတော့ဒီညကျွန်တော်အကြိုက်ဆုံးပွဲပါအိုလံပီယာကိုစ်နဲ့လီဗာပူးစင်ပွဲဖြစ်ပါတယ်အိုလံပီယာကိုစ်နဲ့လီဗာပူးစင်တော့ကိုစင်တို့ကအမှတ်ပေးစရာမှာတစ်ချိန်တွေ့ဆုံခဲ့ပြီပါပြီအမှတ်ပေးစရာမှာတော့အိုလံပီယာကိုစ်ကွင်းမှာပဲ11-30ရှုံးပေးတယ်ဒါမှ2-0နဲ့အိုလံပီယာကိုစ်တကယ်နိုင်သွားခဲ့တယ်ဆိုတော့အဲ့ဒီတော့ကစီပေးသလိုမျိုးပဲအခုလက်ရှိမှာ level 10ဆိုပြီးတော့ပေးလိုက်အဲ့ဒီတော့ကစီတက်တော့20လောက်တော့လျှော့သွားတာပေါ့လေလီဗာပူးစင်ကတော့ဒီနှစ်ကစီတဲ့တော်တော်နှိမ့်တဲ့အထဲမှာပါသွားပြီဘာဖြစ်လို့လဲဆိုတော့သူတို့ယာတီဆာမှာနီးပြရှက်ပြီးအလုံးဆိုထွက်သွားတယ်ပြီးတော့သူတို့အားထားရတဲ့ကစားသမားတွေဖြစ်တဲ့ဒီမှာ Frame Bound တို့ Florian Wirtz တို့ပြီးရင် Xhaka တို့ကစားသမားတွေထွက်သွားဆိုတော့ Leverkusen ကလည်းသူတို့အထိုင်ပြတ်သွားတယ်ပေါ့ဗျာ Leverkusen နောက်ပိုင်းအထိုင်ပြတ်သွားပြီးနောက်ပိုင်းသူတို့စာပိုင်းရှာလက်တွေမကောင်းတာရောဘာရောဆိုတော့နောက်ပိုင်း Leverkusen ရဲ့ဈေးတန်းအောင်ဘူကီတွေနဲ့တော်တော်လေးဆွဲချလိုက်တာမနေ့တော့ဆိုရင် Leverkusen ရဲ့ဈေးတန်းအောင်ဘူကီတွေတော်တော်လေးဆွဲတင်တာဘယ်လောက်ထိဆွဲတင်ထားလဲဆိုမနေ့ကဆိုရင်ဘိုင်ယန်မြူးနစ်နဲ့တော့ပြား100လောက်ပဲကွာတယ်လက်ရှိအနေထားမှာဆိုရင်လီဗာပူးစင်နဲ့ဘိုင်ယန်ဆိုဈေးတော်တော်လေးကွာတဲ့အနေအထားမျိုးရောက်သွားပြီပေါ့နော်ဒါကတော့ရင်တော့ဈေးဆိုထားပါတော့အိုလံပီယာကိုစ်ကိုတွားကြည့်မှဆိုရင်လည်းအိုလံပီယာကိုစ်ကဒီနှစ်မှာတော်တော်လေးကောင်းတဲ့အနေအထားမျိုးတွားတွေ့ရတယ်ဘယ်လိုမျိုးလဲဆိုတော့အိုလံပီယာကိုစ်ကသူတို့အမှတ်လို့တဲ့ပွဲတွေမှာ Ajax တို့ဒီလီဗာပူးစင်တို့ကိုသူတို့အနိုင်ရအောင်ကံသွားတယ်ဒါမှ Real Madrid ကတလုံးစီပေးတဲ့တိုင်အောင် Real Madrid ကိုဒါနောက်ကနေလိုက်ဆော့ပြီးတော့3-4နဲ့တလုံးစီမှာဈေးပြန်ခွာအောင်ကစားနိုင်နေတယ်ပြီးတော့ PFV တို့အသင်းမျိုးကိုလည်းသူတို့ဘက်ကနေအောင် level 10ပြန်အချိုးပေးပြီးတော့1-1နဲ့တည်ရခဲ့တယ်ဆိုတော့အိုလံပီယာကိုစ်ကတော်တော်လေးသူတို့ကောင်းတဲ့ထဲမှာပါတယ်ဘာလို့လဲဆိုတော့ဥရောပအတွေ့အကြုံလည်းရှိတဲ့အသင်းဖြစ်နေတာဆိုတော့လေသူတို့ဟိုတက်တဲ့တော့မှတ်မိကြမယ်ထင်ပါတယ်ယူရိုပါလီကနေ Conference League ကိုအုပ်စုတွေကနေစင်းကန်ရတဲ့နှစ်တုန်းကသူတို့ Conference League ကိုပြုတ်ကျလာပြီးတော့အဲ့မှာ Conference League အသင်းတွေဖြစ်တဲ့ Aston Villa တို့ Fenerbahce တို့ Fiorentina တို့နိုင်ပြီးတော့သူတို့အနေနဲ့ Conference League တကယ်ရပါတယ်ဆိုတော့သူတို့ရဲ့ဒီဥရောပပွဲမှာဆိုရင်ဒီ Green မြေမှာကစားတဲ့အခါကျအိုလံပီယာကိုစ်ကတော်တော်လေးမာတာကိုတွေ့ရတယ်လီဗာပူးစင်ကလည်းထုံနီးတူပဲသူတို့ကလည်းအိုလံပီယာကိုစ်တို့ပဲအတွေ့အကြုံရှိတယ်ဥရောပအတွေ့အကြုံကဒါခုနောက်ပိုင်းဥရောပပွဲတောက်လျှောက်ဆော့နေတယ်ချန်ပီယံလိတို့ဘာလို့ဟိုတနက်ကဆိုတဲ့ Europa League Final ဒီတက်ခဲ့တာဆိုတော့လီဗာပူးစင်ရဲ့ဥရောပအတွေ့အကြုံကလည်းတော်တော်လေးများရတဲ့ထဲမှာပါတယ်အိုလံပီယာကိုစ်ရဲ့ဥရောပအတွေ့အကြုံကလည်းတော်တော်လေးများရတဲ့ထဲမှာပါတယ်ဆိုတော့ဒီအနေထားကသူတို့ဈေးတန်းတူအနေထားလောက်တော့ပေးတယ်ဘာလို့လဲဆိုတော့လီဗာပူးစင်ကိုအိုလံပီယာကိုအနေနဲ့အမပေးစရာမတော့ level 30လောက်ပြီးရင်တကယ်ရှုံးတော့ရောက်တဲ့အခါမှာသူတို့အိမ်ဝင်းမာကုန်တွေပါဒီ green မြေကအိမ်ဝင်းမာကုန်နဲ့ထည့်တော့ရင်တော့သူကွင်းကိုကွင်းတော့တည်50လောက်ဖြစ်နေတာဒါကိုတည်30ပဲပြီးထားရဆိုတော့တော်တော်လေးလီဗာပူးစင်ဟိုပြီးတဲ့စီကနည်းနေလို့ပြောလို့ရတယ်လီဗာပူးစင်ကိုသူတို့တကယ်နိုင်မယ်ဆိုရင်တည်50လောက်တော့ပြီးတင်တယ်မဟုတ်ရင်တော့တည်30လောက်ပြန်ပြီးရင်တော့နည်းနည်းလေးလက်ခံလို့ရရင်ရအောင်ပါဆိုတော့လက်ရှိအနေထားပြီးတဲ့ဒီတည်30ကတော့
ကျွန်တော်အနေနဲ့တော့နည်းလုံးနဲ့လို့ပဲထင်တယ်ပြီးတော့လီဗာပူးဆင်ကလည်းနောက်ဆုံး9ပွဲမှာ4ပွဲထိနိုင်အောင်ကစားထားပြီးတပွဲပဲမူချန်ကလပ်ကိုတည်ကြတယ်ဆိုတော့လီဗာပူးဆင်ရလက်တွေကလည်းတော်တော်လေးပြန်ကောင်းလာတဲ့အတွက်ဘူဂီနဲ့လီဗာပူးဆင်ကိုပြန်ပြီးတော့အရှင်တို့ယုံလာပြီလို့ထင်တယ်ဆိုတော့လီဗာပူးဆင်ဒီပွဲတော့မရှုံးတော့ဘူးလို့ကျွန်တော်ထင်တာမဟုတ်လို့ကျွန်တော်လီဗာပူးဆင်ဘက်ကနေပဲနေကြည့်ချင်ပါတယ်ဆိုတော့ကျွန်တော်လီဗာပူးဆင်ကိုကျွန်တော်တည်နေအနိုင်သဘောကျပါတယ်ကျွန်တော်မြန်မာစီးမှာတော့လီဗာပူးဆင် body ကြိုက်ပါတယ်ဗျာဆိုတော့ကျွန်တော်ရဲ့ဒီညပထမဆုံးအကြိုက်ပွဲရတော့ free tip အနေနဲ့ Leverkusen body ကိုပဲရွေးချက်ပေးကြပါတယ်ဆိုတော့အားလုံးပဲစုံကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကျွန်တော်ရဲ့သုံးသက်ချက်တွေကိုကြိုက်တယ်ဆိုရင် like တွေ subscribe လေးလုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးပဲဒီညအစီအမံကြပါစေခင်ဗျာအားလုံးပဲအနာရတဲ့စီတို့ရှောက်လန်းနိုင်ကြပါစေကျွန်တော်နောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာတော့ထပ်ပြီးတော့သုံးသပ်ပေးပါအောင်မယ်